တောတောင်အာဖရိကရဲ့ထူးခြားဆန်းပြတဲ့သဘာဝလောကကြီးအနီးကျိုးစိုးလိုက်ပါတယ်။ဒီလှပတဲ့ဂေယစနစ်နဲ့ဒေါ်တိုင်းဒရိတ်ဆန်ရဲ့ရှီဆုံးတရဝအချို့ပုံအောင်နေကြပါတယ်။ဒီနေ့တောင်အာဖရိကရဲ့အန်ဒီရဲ့ရှီဆုံးမွေ30မျိုးအကြောင်းကိုတူးဖော်ကြည့်ကြမှာပါ။ဆဗနာမြက်ခင်းပြင်တွေတောင်တန်းတွေနဲ့တောအုပ်တွေထဲမှာရှိနေတဲ့ဒီတွားသရဝတွေရဲ့အကြောင်းကိုအတူတူလေ့လာကြည့်အောင်။တဲ့ Black Mamba စရင်ရဲ့ထိတ်ဆုံးမှာတော့နာမည်ကျော် Black Mamba ရှိနေပါတယ်။သူဟာကမ္ဘာအမြန်ဆုံးနဲ့အကြောက်ရဆုံးမွေတွေထဲကတစ်မျိုးပါလျင်မြတ်တဲ့နှုံရန်လိုမှုနဲ့ပြင်းထန်တဲ့အစိတ်ကြောင့်လူတိုင်းကသူ့ကိုကြောက်ကြပါတယ်ထူးခြားချက်တနာရီကို20ကီလိုမီတာနဲ့12မိုင်နှုန်းနဲ့သွားနိုင်လို့အလုံးမြန်ပါတယ်အစိတ်သူ့ရဲ့အာယုံကြောအစိတ် neurotoxic ဟာဆေးကုသမှုမခံနိုင်ရင်နာရီပိုင်းအတွင်းသေဆုံးစေနိုင်ပါတယ်ကိန်းကနန်တောင်အာဖရိကမှာတနစ်ကို Black Mamba ကဲလူသေဆုံးသူ20ကနေ30အထိရှိတတ်ပါတယ်။နေထိုင်ရာတစ်တော်တွေနဲ့လူနေအင်ဂျီတွေအနီးအထူးသဖြင့်ကွာဇူလူနာတယ်နဲ့လင်ပိုပိုပြည်နယ်တွေမှာအတွေ့ရများပါတယ်။နှစ် Puff Adder နောက်ကမျိုးကတော့ Puff Adder ဖြစ်ပါတယ်။သူ့ရဲ့ပတ်ဝန်းကျင်နဲ့တသားတည်းဖြစ်နေတဲ့ရုပ်ဖြတ်နိုင်စွမ်းကြောင့်နာမည်ကျော်ပါတယ်။ AE စစ်စစ်နီးတကြပုံစံရှိပေမဲ့တောင်အာဖရိကမှာငွေကြိုက်လို့တည်ဆုံးမှုအများဆုံးကတော့ဒီမွေးကြောင့်ပါပဲ။အစိတ်သွေးကြောနဲ့တစ်ရှူးတွေကိုပျက်စီးစေတဲ့ hematotoxin အစိတ်မျိုးဖြစ်ပါတယ်။ကိန်းကနန်တနစ်ကိုပြန်မြဲတည်ဆုံးသူ30ကနေ40အထိရှိပါတယ်။နေထိုင်ရာမြက်ခင်းပြင်တွေကနေ6တွေ့တဲ့နီလာတွေအထိနေရအနှောင့်တွေ့ရတတ်ပါတယ်။3 Cape Cobra တောက်ပတဲ့အဝါရောင်ရှိတဲ့ Cape Cobra ကတော့လှလဲလှသလိုတေလဲတေစင်နေပါတယ်။တောင်အာဖရိကရဲ့ Cape ဒေသမှာအဓိကတွေ့ရပါတယ်။အစိတ်ပြင်းထန်တဲ့အာယုံကြောအစိတ်ဖြစ်ခန္ဓာကိုယ်ကိုလေးဖြတ်သွားစေနိုင်ပါတယ်။ထူးခြားချက်တခြားမွေတွေလောက်ရမ်းမလို့ပေမဲ့ကဲ့ရင်တော့အလွန်တီးကြပါတယ်။ကိန်းကနန်တနစ်ကိုသေဆုံးသူ10ကနေ20ခန့်အထိရှိတတ်ပါတယ်။နေထိုင်ရာကြောက်ခေါက်ထူထပ်တဲ့နေရာတွေနဲ့စိုက်ပျိုရေးမြေတွေအနီးမှာနေထိုင်ပါတယ်။၄မိုဇမ်ဘစ်အစိတ်မုတ်မွေဟောင်းဒီမွေကတော့ကျွန်တော်တို့စီးရင်ထဲမှာအထူးခြားဆုံးပါပဲ။သူဟာရန်သူရဲ့မျက်လုံးကိုဖျက်မှတ်ထားပြီးအစိတ်ကိုအဝေးကနေတိတိကျကျမှုတ်ထုတ်နိုင်စွမ်းရှိပါတယ်။အစိတ်သူ့ရဲ့အစိတ်ဟာတစ်ရှူးတွေကိုပုတ်ပြက်စေပါတယ်။မျက်လုံးထဲဝင်သွားရင်မျက်စိကောင်းစေနိုင်ပါတယ်။ကိန်းကနန်တနစ်ကိုပြန်မြန်သေဆုံးသူ9ဦးကနေ10ဦးဝန်းကျင်ရှိတတ်ပါတယ်။နေထိုင်ရာမိုဇမ်ဘစ်ဇင်ဘာဘွေနဲ့တောင်အာဖရိကရဲ့အရှေ့ဘက်ကမ်းခြေဒေသတွေမှာတွေ့ရတတ်ပါတယ်။အငါ boom slangတစ်ပင်ပေါ်မှာနေထိုင်တတ်တဲ့ boom slang ဟာအစိမ်းနောင်တာအညောင်ရောင်ရှိပြီးမျက်လုံးအိမ်အလွန်ကြီးပါတယ်။ထူးခြားချက်ရှက်တက်ပြီးလူကိုရှောင်လိရှိပါတယ်။ဒါပေမဲ့သူ့အစိတ်ကတော့အလွန်ပြင်းထန်ပြီးခန္ဓာကိုယ်အတွင်းပိုင်းသွေးယိုစီးတဲ့ဒီကိုဖြစ်စီပါတယ်။ကိန်းကနန်ရမ်းမလို့တဲ့အတွက်တနစ်ကိုသေဆုံးသူ2ဦးကနေ3ဦးလောက်ပဲရှိပါတယ်။နေထိုင်ရာအရှိမြောက်ဘက်ကတစ်တော်ထူထပ်တဲ့နေရာတွေမှာနေထိုင်ပါတယ်။6ဂါဘွန်းမွေပွေဂါဘွန်းမွေပွေဟာအာဖရိကမှာအကြီးဆုံးမွေပွေမျိုးစေ့တစ်ခုဖြစ်ပြီးမွေလောကမှာအရှည်ဆုံးအစိတ်ဆွင်တွေကိုပိုင်ဆိုင်ထားပါတယ်။သူ့ရဲ့အစိတ်ဆွဲဟာ9စင်တီမီတာ2လက်မအထိရှည်လျားပါတယ်။ထူးခြားချက်ကအလွန်လှပတဲ့အခြေခွန်ပုံစံတွေရှိပြီးပြင်းရည်တဲ့သဘောရှိပါတယ်။ရန်သူကနှောက်ယှက်မှသာတုံ့ပြန်တတ်ပြီးပုံအောင်နေရတာကိုပိုကြိုက်ပါတယ်။အစိတ်ဟာသွေးကြောနဲ့အာယုံကြောနှစ်ခုလုံးကိုဒုက္ခပေးနိုင်တဲ့ပြင်းထန်တဲ့အစိတ်မျိုးဖြစ်ပါတယ်။ကိန်းကနန်ကသူတို့ရဲ့ရှုဟွတ်စွာနေထိုင်တတ်တဲ့အလိအကျင့်ကြောင့်တနစ်ကိုသေဆုံးမှု2ဦးကနေ9ဦးလောက်ပဲရှိပါတယ်။နေထိုင်ရာတောင်အာဖရိကအရှေ့မြောက်ပိုင်းကလင်ပိုပိုနဲ့မူပန်မလန်ကာဒေသတွေမှာတွေ့ရတတ်ပါတယ်။ခုနှစ် Ringos ဟာအစိတ်ကိုမှုတ်ထုတ်နိုင်စွမ်းရှိတဲ့မွေဟောက်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။သူဟာအလွန်လင်းမြန်ပြီးအန်ဒီရရှိပါတယ်။ထူးခြားချက်ကချင်းမြပ်ခံရရင်အတော်လေးရန်လိုတတ်ပြီးအလွန်မြန်တဲ့အရှိန်နဲ့တိုက်ခိုက်တတ်ပါတယ်။အစိတ်ဟာအာယုံကြောစိတ်နဲ့ cell တည်စေတဲ့အစိတ် cytotoxic 2မျိုးလုံးပါဝင်တာကြောင့်မကုသရင်တည်ဆုံးနိုင်ပါတယ်။ကိန်းကနန်ကတနစ်ကိုတည်ဆုံးမှု3ဦးကနေ9ဦးခန့်အထိရှိတတ်ပါတယ်။နေထိုင်ရာခေါင်တန်နဲ့လင်ပိုပိုဒီတော့တွေကမြက်ခင်းပြင်နေမှာအတွေ့ရများပါတယ်။ Shit common cry သူကတော့အဖြူနဲ့အမဲကြားကွက်လေးတွေကြောင့်အလွယ်တကူမှတ်မိနိုင်ပါတယ်။အစိတ်ဟာသူ့ရဲ့အစိတ်ဟာအသက်ရှူလမ်းကြောင်းကိုဓာတ်ရိုက်ထိခိုက်စေတဲ့အလွန်ပြင်းထန်တဲ့အာယုကြောစိတ်ဖြစ်ပါတယ်။ထူးခြားချက်ကတ
တခြားမွေတွေလောက်ရံမလို့ပေမဲ့ကြိုက်ခံရရင်တော့မှန်ကန်တဲ့ကုသမှုမရှိဘဲအသက်ရှင်ဖို့ခက်ခဲပါတယ်။ဂင်္ဂရန်ကတောင်အာဖရိကမှာတစ်နှစ်ကိုသေဆုံးမှု2ဦးကနေ3ဦးအထိရှိတတ်ပါတယ်။နေထိုင်ရာတစ်ပင်ချုံရွယ်ထူထပ်တဲ့နေရာတွေမှာနေထိုင်ပါတယ်။ကိုအညောင်ရောင်အိမ်မွေဒီမွေကတော့စင်ရင်တဲကတခြားမွေတွေနဲ့မတူပဲတင့်ကိုအံ့ဩသွားစေပါလိမ့်မယ်။ထူးခြားချက်ကသူကအစိတ်ရှိတဲ့မွေမဟုတ်ပါဘူး။တားကောင်ကိုရစ်ပတ်ပြီးတပ်ဖြတ်တဲ့ constrictor မွေမျိုးချစ်ပါတယ်။အန်ဒီရဲကလူကိုတေဆုံးတဲ့အထိအန်ဒီရဲမရှိပေမဲ့အိမ်မွေးတရိษံလေးတွေတော့ဘေးဖြစ်နေပါတယ်။နေထိုင်ရာကြီးလေတီးတော်တွေနဲ့မြို့ဖြာစင်ချေပေါက်အထူးသဖြင့် Western Cape မှာတွေ့ရတတ်ပြီးလူကိုတော့ထိတ်လန့်ယုံလောက်ပဲဖြစ်စေနိုင်ပါတယ်။10ရေမွေဟောက်နောက်ဆုံးတစ်မျိုးကတော့တောင်အာဖရိကကန်ယိုတန်းဒေသကရေဝက်ရေသားတွေနဲ့ရွှတ်နွမ်းတော်တွေမှာတွေ့ရတဲ့ရေမွေဟောက်ကဲဖြစ်ပါတယ်။အန်ဒီယာကတခြားမွေတွေလောက်နာမည်မကြီးပေမဲ့သူ့ရဲ့အစိတ်ဟာဂျမ်းမာအီကိုပြင်းထန်စွာထိခိုက်စေပြီးသေဆုံးတဲ့အထိဖြစ်နေပါတယ်။တတိဝေးချက်ကရှားပါပေမဲ့ဤချမ်းသောရေပြင်အောက်မှာလည်းအန်ဒီယာတွေရှိနေနိုင်တယ်ဆိုတာကိုတတိပေးနေတဲ့မွေတစ်မျိုးပါပဲ။ညီကောင်ကဲအခုဆိုရင်တောင်အာဖရိကရဲ့အန်ဒီယာရှိဆုံးမွေတွေအကြောင်းလေ့လာလို့ပြီးသွားပါပြီ။ဒီတော်ဝါတွေဟာကြောက်စရာကောင်းပေမဲ့သူတို့ဟာဒီနိုင်ငံရဲ့ထူးခြားဆန်းကျင်စင်တဘာဝတောတိုင်းလောကရဲ့အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။ဒါကြောင့်နောက်တစ်ခါတောင်အာဖရိကရဲ့တဘာဝတောတောင်တွေထဲသွားမယ်ဆိုရင်တတိနဲ့သွားလာဖို့သူတို့ရဲ့နယ်နီကိုလေးစားဖို့ဘေးကိုင်းစွာလဲပတ်ဖို့မမေ့ပါနဲ့နော်။အခုလိုကျွန်တော်တို့နဲ့အတူလေ့လာခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်။နောက်ထပ်စိတ်ဝင်စားဖွယ်ခရီးပုံစံတွေမှာပြန်တွေ့ကြပါမယ်။အားလုံးပဲကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေဗျာ။